ကန်ကိုရောက်ဖို့တူတိုင်းဝေးကနေလှမ်းကြည့်လိုက်ရင်ကိုထေဝါခန်းနာလုံးနဲ့ပကံရဲ့တူးတဲ့အကြီးမားဆုံးဖျားကြီးတဆူကိုသတိထားမိကြမှာပါဟုတ်ပါတယ်အဲ့ဒါကတော့တူးမှာဓမယံလို့တင်စားခေါ်ဖို့ကြတယ်ဓမယံကြီးဖျားပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီခန်းနာလာတဲ့အိုရိုးတွေရဲ့နောက်ွယ်မှာပေါင်မိုက်ပြီးရက်ဆက်လွန်းတဲ့တမိုင်းချောင်းတစ်ခုကိန်းအောင်နေတယ်ဆိုတာကိုရောသင်သိပါလားဖျားကြီးရဲ့အတွင်းဘက်လှိုင်ပတ်လန်းတွေကိုဘာကြောင့်အုပ်တွေနဲ့အသေးပိတ်ဆို့ထားခဲ့တာလဲဝိညာဉ်တွေမချောင်းလန့်နိုင်အောင်ပိတ်လောင်ခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့တခြားလျှို့ဝှက်ချက်တွေရှိနေသေးတာလားဒီနေ့မှာတော့ပကံသမိုင်းမှာအဆိုးအဝါဆုံးတွေးဆွခဲ့တဲ့နရတူမင်းရဲ့အကြောင်းနဲ့ဓမယံကြီးဖျားရဲ့ဗဟေတိတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရစ်တက်ကရေ1168ခုနှစ်ဝန်းကျင်မှာအလောင်းစီသူမင်းကြီးရဲ့နောက်ဆုံးနန်းတက်အချိန်တွေကိုရောက်ရှိခဲ့ပါတယ်။အလောင်းစီသူမင်းကြီးဟာပကံပြည်ကိုဖုံးတကိုကြီးမားစွာအုပ်ချုပ်ခဲ့ပေမဲ့ဇရာရဲ့တံကိုတော့မလွန်ဆန်နိုင်ခဲ့ပါဘူး။မင်းကြီးအပြင်းထန်မကြမ်းမမာဖြစ်နေချိန်မှာတားတော်လက်ဖြစ်တဲ့နရတူဟာနန်းမွေကိုလူယူဖို့အကြံစီတွေစတင်နေပါပြီ။တကယ်ထီးနှံဆက်ခံရမဲ့တားတော်ကြီးမင်းရှင်စောကလည်းတာဝန်အရအဝေးရမှာရောက်ရှိနေချိန်ဆိုတော့နရတူအတွက်အကွက်ဆိုင်နေခဲ့တာပေါ့နရတူဟာဖခင်ဖြစ်သူအလောင်းစီသူမင်းကြီးကိုနန်းတော်ထဲမှာမထားတော့ပဲမင်းကြီးကိုယ်တိုင်တည်ထားခဲ့တဲ့ရွှေကူကြီးဖျားတွေကိုရွှေ့ပြောင်းထားလိုက်ပါတယ်ဒီနေ့မှာတော့တတိလက်နေတဲ့မင်းကြီးဟာရုတ်တရက်တတိပြန်လေလာခဲ့ပါတယ်သူရောက်နေတဲ့နေရာဟာနန်းတော်မဟုတ်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါမင်းကြီးကအလွန်တရာအမျက်ထွက်ပါတော့တယ်ဒီတည်င်းကိုနရတူကြားတဲ့အခါသူ့ရဲ့လုပ်ရက်တွေပေါ်ကုန်တော့မယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်အလွန်ရစ်ဆက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။ညာဘက်အမှောင်ထုထဲမှာနရတူဟာရွှေကူကြီးဖျားတဲ့ကိုယ်တိုင်ဝင်သွားခဲ့ပါတယ်။ဂျေဇုရှင်ဖခင်ရင်းကိုစောင်းတွေခေါင်းအုံးတွေနဲ့ဖိသိပ်ပြီးရရဆက်ဆက်အသက်ရှူကျက်အောင်လုပ်ပြီးတပ်ပစ်ခဲ့ပါတယ်။ပကံပြည်ရဲ့ဖုံးတကူအကြီးဆုံးမင်းတစ်ပါးဟာကိုယ်တိုင်တည်ထားခဲ့တဲ့ဖျားထဲမှာပဲကိုယ်သွေးသားရင်းရဲ့လက်ချက်နဲ့နှက်ရွာဆန်ခဲ့ရပါတော့တယ်။ဖခင်ကိုတပ်ပြီးတာနဲ့နရတူရဲ့သွေးစာမှုကမရက်တန့်သွားပါဘူး။နန်းတက်ဖို့အတွက်တခုတည်းသောစူးမြောင်းခလုတ်ကအကိုတော်မင်းရှင်စောပါပဲ။ဒါကြောင့်နရတူဟာညံနေညံနဲ့တုံးပြီးအကိုတော်ကိုပကံပြန်လာဖို့ပင့်ဖိတ်ခဲ့ပါတယ်။အကိုတော်ပဲနန်းတက်ပါကျွန်တော်မျိုးကအိမ်ရှင်မင်းအဖြစ်နဲ့အမှုတော်ထမ်းပါမယ်ဆိုပြီးလှည့်စားခဲ့ပါတယ်။ရိုးသားတဲ့မင်းရှင်စောဟာညီဖြစ်သူရဲ့စကားကိုယုံကြည်ပြီးပကံကိုပြန်လာခဲ့ပါတယ်။နရတူကိုယ်တိုင်အကိုတော်ကိုခေါင်းပေါင်းပေါင်းပေးပြီးထီနှန်းအနှင်းနဲ့ပွဲကိုဟန်ပြကျင်းပခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ညမှာပဲမင်းရှင်စောစားမဲ့ပွဲတော်အုပ်ထဲကိုအစိတ်ခတ်ပြီးအကိုရင်းကိုပါထပ်မံလှုပ်ကြံခဲ့ပြန်ပါတယ်။ဖခင်ရောအကိုကိုပါရရဆက်ဆက်တက်ပြတ်ပြီးနောက်မှာတော့နရတူဟာသူ့လိုချင်တဲ့ပကံထီနှန်းကိုတွေးစွန်းသောလက်တွေနဲ့သိမ့်ပိုက်လိုက်ပါတော့တယ်။ထီနှန်းကိုရခဲ့ပေမဲ့နရတူရဲ့စိတ်ထဲမှာအေးချမ်းမှုဆိုတာနည်းနည်းလေးမှမရှိခဲ့ပါဘူး။သူ့ရဲ့ရက်စက်မှုတွေကြောင့်ပြည်သူတွေဒါမကမူးမတ်တွေကပါကြောက်ရွံ့မုန်းတီးနေခဲ့ကြပါတယ်။ညဘက်တွေဆိုရင်ဖခင်နဲ့အကိုတော်ရဲ့ဝိညာဉ်တွေကသူ့ကိုချောင်းလန့်နေသလားလို့ထင်အောင်ထင်မှားဖြစ်လာတဲ့အထိစိတ်ကြောက်ခဲ့ဖြစ်လာပါတော့တယ်။အဲ့ဒီအပြစ်ကြွေးတွေကိုဆေးကြောဖို့နဲ့သူ့ရဲ့နောင်တတွေကိုဖုံးကွယ်ဖို့နရတူဟာပကံမှာအကြီးမားဆုံးသောဖျားတဆူကိုတိဆောက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။အဲ့ဒီဖျားကတော့ဒီနေ့ခေတ်တိုင်အောင်တူးတဲ့အကြီးမားဆုံးအဖြစ်ရက်တည်နေတဲ့ဓမယံကြီးဖျားပါပဲ။ဒါပေမဲ့ဒီဖျားကြီးဟာကုသိုလ်ရေးတဲ့အတွက်တိဆောက်ခဲ့တာမဟုတ်ပဲကြောက်ရွံ့မှုနောင်တနဲ့ရက်စက်မှုတွေရောရှက်နေတဲ့သွေးစွန်းသောတမိုင်းဝင်အဆောင်အုံတစ်ခုဖြစ်လာခဲ့ပါလေ။ဖျားတိဆောက်ရေးလုပ်ငန်းခွင်ဟာအလွန်ကိုကြောက်မက်ဖွယ်ကောင်းလာပါတယ်။နရတူမင်းဟာအုပ်စီရဲ့နေရာမှာအတချောင်းထိုးလို့ဝင်ရင်တောင်အဲ့ဒီအုပ်စီရဲ့ပယံသမားရဲ့လက်ကိုချက်ချင်းဖြတ်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။အုံနှစ်ချက်ကြားမှာအတချောင်းဝင်မှုဆိုတာအလွန်လွယ်ကူတဲ့ကိစ္စပါ။ဒါပေမဲ့နရတူမင်းရဲ့အလိုကျဖြစ်ဖို့အတွက်ပယံသမားတွေဟာအုပ်တွေကိုတွေးပြီးအုပ်ရည်ဆေးတွေနဲ့တေချာပွတ်တိုက်စီခဲ့ကြရပါတယ်။အုပ်စီကမကျေနပ်လို့အသက်ခံရသူလက်ဖြတ်ခံရသူတွေရဲ့တွေးတွေဟာဓမယံကြီးဖျားရဲ့အုံမြင့်တွေထဲမှာစီးဆင်းနေခဲ့တယ်လို့တောင်ဆိုစမတ်ပြုကြပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့တိဆောက်ခဲ့တဲ့ဓမယံကြီးဖျားမှာ
ဒီနေ့ခေတ်ပညာရှင်တွေအထိအပြေရှာမရသေးတဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဖျားကြီးရဲ့အတွင်းလှိုင်ပတ်လမ်းတွေပါပဲ။ပုံမှန်အားဖြင့်ပကံကဂူဖျားကြီးတွေမှာအပြင်လှိုင်ပတ်လမ်းအတွင်းလှိုင်ပတ်လမ်းဆိုပြီးလှိုင်ကူတွေထားရှိတတ်ပါတယ်။ဓမယန်ကြီးမှာလည်းအပြင်လှိုင်နဲ့အတွင်းလှိုင်ဆိုပြီးနှစ်ထပ်ရှိပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအတွင်းလှိုင်ပတ်လမ်းတစ်ခုလုံးကိုအုတ်တွေသဲတွေနဲ့အသေးချာပြန်လဲပိတ်ဆို့ထားခဲ့ခြင်းပါပဲ။ဘာကြောင့်များအဲ့လောက်ကြီးမားတဲ့အတွင်းလှိုင်ကူကြီးကိုအုတ်တွေနဲ့အသေးပိတ်ပစ်ခဲ့ရတာလေ။တာမန်အုတ်စီယုံတွေမဟုတ်ပဲအုတ်ချက်ရည်တမ်းမောင်းများစွာကိုတုံးပြီးအခိုင်အမာကိုပိတ်ဆို့ခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးသမိုင်းပညာရှင်တွေနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေကြားမှာယူဆချက်အမျိုးမျိုးရှိနေပါတယ်။ပထမဆုံးယူဆချက်ကတော့ဝိညာဉ်တွေရဲ့ခြောက်လန့်မှုပါပဲ။နရသူမင်းဟာဖခင်နဲ့အကိုကိုတတ်ခဲ့တဲ့အပြစ်ကြွေးတွေကြောင့်ညဘက်တွေမှာဝိညာဉ်ခြောက်လန့်တာကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။သူ့ရဲ့အကြောက်တရားတွေဟာအထွတ်အထိပ်ကိုရောက်လာပြီးအဲ့ဒီမကောင်းဆိုးပါဝိညာဉ်တွေကိုဖျားရဲ့အတွင်းလှိုင်ကိုထဲမှာတိတ်လောင်ထားဖို့အမိန့်ပေးခဲ့တယ်လို့ပါဇက်ရာဇဝင်တွေကဆိုကြပါတယ်။ဒုတိယယူဆချက်ကတော့ပြီးတော့ကနည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်ပါ။ဓမယန်ကြီးဖျားဟာပကံမှာဒုတိယအကြီးမားဆုံးဖြစ်တဲ့အတွက်အပေါ်ပိုင်းကအမိုးခုံးကြီးရဲ့အလေးချိန်ဟာအလွန်တရာကြီးမားလာပါတယ်။တီဆောက်နေရင်းနဲ့အလေးချိန်တန်းကိုမခံနိုင်မင်းပြိုကျလာမယ့်အန္တရာယ်ကိုမြင်တဲ့အတွက်ရှေးခေတ်ဘိတုကပညာရှင်တွေကအတွင်းလှိုင်ကိုတစ်ခုလုံးကိုအုတ်တွေအပြည့်စီပြီးထောက်တိုင်ကြီးတစ်ခုတစ်ဖွဲအသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ရှေးဟောင်းသုတေသီတွေတချို့ကသုံးသပ်ကြပါတယ်။တတိယယူဆချက်ကတော့အလွန်ရက်ဆက်ကြမ်းကြုတ်လာတဲ့နရသူမင်းရဲ့တွေးဆွန့်ခဲ့တဲ့မိကုံးချုံနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ်။ဓမယန်ကြီးဖျားကြီးမပြီးစင်းခင်အချိန်မှာပေါ့နရသူမင်းရဲ့မိဖုရားတွေထဲမှာပရိခယာမင်းကြီးဆက်တာထားတဲ့ကလာမင်းသမီးလေးတစ်ပါးရှိပါတယ်။အဲ့ဒီမင်းသမီးလေးဟာသူ့ရဲ့ဘာသာရေးယုံကြည်မှုအရဟိန္ဒူထုံးစံတွေကိုလိုက်နာကျင့်သုံးသူဖြစ်ပါတယ်။ဒီနေ့မှာတော့မင်းသမီးလေးရဲ့အပြုအမူတွေကိုနရသူမင်းကမလိုလားမနစ်သက်ဖြစ်ပြီးအလွန်သေးငယ်တဲ့အကြောင်းပြချက်နဲ့တင်အပြစ်ရှာဒေါသထွက်ခဲ့ပါတယ်။ရက်ဆက်တဲ့နရသူဟာသူ့ရဲ့ဒေါသအလျောက်အဲ့ဒီပရိခယာမင်းသမီးလေးကိုကွက်မြက်ပစ်လိုက်ပါတော့တယ်။ဒီတည်င်းဆိုးဟာပရိခယာမင်းကြီးစီကိုရောက်သွားတဲ့အခါဖခင်ဖြစ်သူမင်းကြီးဟာသမီးတော်အတွက်ယူကျုံမရဖြစ်ပြီးနရသူကိုပြန်လဲကြဲစားချေဖို့ကြောင်းမတ်ဖွယ်အစီအစဉ်တစ်ခုကိုဆွဲပါတော့တယ်။ပရိခယာမင်းကြီးဟာအလွန်တော်တဲ့လောက်ကျန်တက်ဖက်ရေးသမား၈ယောက်ကိုရွေးချယ်ခဲ့ပါလေ။အဲ့ဒီ၈ယောက်ကိုပုံနားရောင်ဆောင်စေပြီးပကံပြည်ကိုစေလွတ်ခဲ့ပါတယ်။အဲ့ဒီပုံနား၈ယောက်ကသူတို့ရဲ့တင်ငန်းယုံတွေအောက်မှာခြုံထက်တဲ့ဓမြောင်တွေကိုလျှို့ဝှက်တည်ဆောင်လာခဲ့ကြပါတယ်။သူတို့ဟာနရသူမင်းကိုကောင်းချီးပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့နန်းတော်တွေကိုအလွယ်တကူဝင်ရောက်ခဲ့ကြပါတယ်။နန်းတော်တွေရောက်တာနဲ့တပြိုင်နက်ပုံနာ၈ယောက်ကနရသူမင်းကိုဝန်းရံလိုက်ကြပါတယ်။ဘာမှမသိလိုက်ရရဲ့နရသူမင်းကောင်းချီးခံယူဖို့ပြင်နေတဲ့အချိန်လေးမှာပဲပုံနာ၈ယောက်ရောင်ဆောင်ထားတဲ့လုတ်ကြံသူတွေကတင်ငန်းအောက်ကဓားတွေကိုမြန်ဆွဲထုတ်ပြီးနရသူမင်းကိုဝါဝင်ထိုးခုတ်ကြပါတော့တယ်။အဆောင်လျှောက်တွေအပြေးသာရောက်မလာခင်စက္ကန့်ပိုင်းလေးမှာပဲဖခင်နဲ့အကိုကိုရဲရဲဆက်ဆက်တက်ခဲ့တဲ့နရသူမင်းဟာတိုးရိုင်ထဲမှာလဲကျပြီးအသက်ထွက်သွားရပါတော့တယ်။အဲဒီနောက်မှာတော့လောက်ကျန်သူ၈ယောက်ကသူတို့ကိုယ်တိုင်အဖက်မခံတော့ပဲတယောက်ကိုတယောက်ဓာတ်နဲ့ပြန်လဲထိုးခုတ်ပြီးအဆုံးစီရင်သွားကြပါတယ်။ဒီကြောက်မောက်ွယ်ဖြစ်ရကြောင်းပဲနရသူမင်းဟာတမိုင်းမှာကလကြာမင်းလို့အမည်တွင်သွားခဲ့ပါတော့တယ်။နရသူမင်းနတ်ရွာဆန်သွားတဲ့အခါတိဆောက်လက်စဓမယန်ကြီးဖျားမှာအလုတ်လုံနေကြရဲ့ဗယံသမားတွေအလုတ်သမားတွေဟာဝမ်းသာအားရဖြစ်ခဲ့ကြပါတယ်။သူတို့ဟာရက်ဆက်တဲ့မင်းရဲ့အမိန့်ကိုဆက်နာခံစရာမလိုတော့တဲ့အတွက်ဖျားကြီးကိုအပြည့်မသက်တော့ပဲအလုတ်ကနေထွက်ပြေးခဲ့ကြပါတယ်။တချို့တမိုင်းတုတွေကတော့ပြည်သူတွေဟာမုန်းတီလုံးတဲ့အတွက်နရသူမင်းရဲ့အုပ်ကူတပွဲဖြစ်နေတဲ့ဒီဖျားကြီးရဲ့အတွင်းလိုင်းတွေကိုအုပ်တွေသဲတွေနဲ့ဖြစ်တယ်လို့ပြစ်ပေါက်ပိတ်ဆို့ပြီးကျင်းစာတိုက်ခဲ့ကြတယ်လို့သုံးသပ်ကြပါတယ်။နှစ်ပေါင်း800ကျော်ဆိုတဲ့အချိန်ကာလတွေကြာမြင့်ခဲ့ပါပြီ။ပကံရင်ပါယာကြီးထင်းနှန်းတွေပြတ်သုံးပြီးကဲဆက်ဆက်ပြောင်းလဲခဲ့ပေမဲ့
ဓမယန်ကြီးဖျားကတော့ပကံမြေရဲ့နေဝင်စည်းစာအောက်မှာအထီးကျန်စွာနဲ့မမမမတ်ရက်တည်နေစေပါနရသူမင်းရဲ့တွေးဆုံခဲ့တဲ့တမိုင်းကြောင်းတွေလောက်ကြံခံရမှုတွေပြီးဆုံးသွားပေမဲ့ဒီဖျားကြီးရဲ့ပိတ်ဆို့နေတဲ့အတွင်းလိုင်ကူတွေကတော့နှောင်းလူတွေအတွက်အကြီးမားဆုံးဗေဒီတစ်ခုဖြစ်နေခဲ့ပါတယ်ဒီလိုင်ကူတွေထဲမှာဘာပဲများရှိနေမလဲဆိုတဲ့မေးခွန်းဟာခေတ်အဆက်ဆက်သူ့တေတီတွေရဲ့စိတ်ကိုလှုပ်ရှားစေခဲ့ပါတယ်ဒါကြောင့်လဲ20ရာစုနောက်ပိုင်းကာလတွေနဲ့မကြသေးမီနှစ်တွေအတွင်းမှာပြည်တွင်းပြည်ပကရှေးဟောင်းသုတေသနပညာရှင်တွေကဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်တချို့ကထင်ကြတယ်ဒီလိုင်ကူကြီးကိုတကားကြီးတွေနဲ့ပိတ်ထားတာဖြစ်ပြီးအထဲမှာရွှေငွေရတနာတွေရှေးဟောင်းစင်းလူတော်တွေရှိနေမလားပေါ့ဒါပေမဲ့သူတေတီတွေတကယ်တမ်းလေ့လာကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့အားသင့်သွားခဲ့ရပါတယ်အဲဒီအတွင်းလှိုင်ပတ်လန်းကြီးဟာဟာလာဟင်းနေဖြစ်နေပြီးအပေါက်ကိုပဲပိတ်ထားတာလုံးဝမဟုတ်ပါဘူးအောက်ခြေမြေပြင်ကနေအပေါ်မျက်နှာချက်အထိနေရာလက်မကျန်လေဝင်ပေါက်တောင်မရှိတော့အောင်အုတ်တွေတဲတွေအင်္ဂရီတွေနဲ့အသေးအချာကိုအပြည့်ထည့်သွင်းပိတ်ဆို့ထားတာကိုအံ့ဩဖွယ်ရာတွေ့ရှိခဲ့ရပါတယ်ဒီလောက်ကြီးမားကျေပြန့်တဲ့လှိုင်ကူကြီးတစ်ခုလုံးကိုအုတ်တွေတန်းနဲ့ချီပြီးအပြည့်စီဖို့ဆိုတာတာမန်လောက်အားတာမန်အချိန်နဲ့မရနိုင်ပါဘူးသူတေတီတွေရဲ့အတည်ပြုချက်အရတော့ဒါဟာဖျားကြီးရဲ့အမိုးခုံအလေးချိန်ကိုခန္ဓာရည်ရှိအောင်တမင်တကာဝိတုကပညာအရာကြံဆောင်ခဲ့တာလို့ဆိုကြပါတယ်ဒါပေမဲ့တမိုင်းရဲ့ခံစားမှုဘက်ကနေကြည့်မယ်ဆိုရင်တော့ဒီအဖြစ်အပျက်ကအလွန်ရင်နှင်းစရာကောင်းလာပါတယ်နရတူမင်းဟာအာနာကိုရဖို့အတွက်ဖခင်ကိုတတ်တယ်အကိုကိုတတ်တယ်အရာအလုံးကိုပိုင်ဆိုင်သွားခဲ့ပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ကြောင်ရုံမှုတွေနောင်တတွေနဲ့အမြဲတမ်းပူလောင်နေခဲ့ရပါတယ်ဘလောက်ပဲကြီးမားတဲ့ဖျားကြီးကိုတီတီလူတယောက်ရဲ့ရင်ထဲကအကုသိုလ်ကံနဲ့နောင်တတရားကိုအုတ်တိုင်းတွေနဲ့ကွယ်ဝှက်ထားလို့မရနိုင်ဘူးဆိုတာကိုဓမယန်ကြီးဖျားကတက်တည်ပြနေသလိုပါပဲတချို့ကဝိညာဉ်တွေခြောက်လန့်လို့လှိုင်းကူကိုပိတ်တယ်လို့ယုံကြည်ကြပေမယ့်တကယ်တမ်းနရတူမင်းကိုအခြောက်လန့်ဆုံးအရာကတော့သူ့ရဲ့ကိုယ်ပိုင်လက်ပြပါပဲဖျားကြီးရဲ့လှိုင်းကူတွေကိုအုတ်တွေနဲ့တေးချပိတ်ဆို့ခဲ့တာဟာနရတူမင်းရဲ့မလုံခြုံမှုပူလောင်မှုနဲ့ကြောက်ရွံ့မှုတွေကိုကိုစားပြုနေပါတယ်ချစ်ချင်းမေတ္တာနဲ့ကင်းကွာပြီးအာနာကိုယ်တော်မမောခဲ့တဲ့လူတစ်ယောက်ရဲ့နောက်ဆုံးဏိကုံးဟာအေးချမ်းမှုမရှိပဲပိတ်လောင်နေတဲ့အုတ်နရံတွေကြားထဲမှာပဲအဆုံးသတ်ခဲ့ရတာပါဒီနေ့ခင်မှာတော့ဓမယန်ကြီးဘုရားဟာပကံမြေရဲ့ခမ်းနားမှုပြရုပ်တစ်ခုအဖြစ်သာမကအာနာနဲ့အတ္တဟာဘယ်တော့မှစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုမပေးနိုင်ဘူးဆိုတဲ့တန်ဝေကရဝယ်သင်ခန်းစာကြီးတစ်ခုအဖြစ်ရက်တည်နေပါတယ်မိတ်ဆွေတို့လည်းပကံကိုရောက်လို့ဓမယန်ကြီးဘုရားကိုဖူးမြော်တဲ့အခါကြီးမားလာတဲ့အိုရိုးကြီးတွေကိုကြည့်ပြီးတမန်ရဲ့အချိုးအကွေတွေကိုခန်းစားသိရှိနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီနေ့တင်ဆက်ပေးသွားတဲ့ဓမယန်ကြီးဘုရားနဲ့နရတူမင်းရဲ့တမိုင်းဇလံကိုနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်မို့လဲမြန်မာစတိုရီရောကနေဘူတူတာရပွဲရာစိတ်ဝင်စားစရာအကြောင်းအရာများကိုအမြဲတင်ဆက်ပေးသွားမှာမို့ like and subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြအေးချမ်းကြပါစေ။